ဟုတ်တယ်ဟုတ်တယ်ဒါပြီးအရင်ကျေးဇူးတင်ပါတယ်လိတ်လေးတွေကထွက်ချင်နေပြီခဏလေးနော်မမလွတ်ပေးမယ်လွတ်လားအခုမင်းနဲ့လွတ်လားဒါနဲ့လွတ်လားလို့လိုက်ခဲ့我知道了，没说了。ဗီဒီယိုအခုစတယ်ကိုရောက်ပါပြီဗီဒီယိုစတယ်ကိုသွားလဲပါမယ်လိုက်ခဲ့ပါအောင်ရှင်မိုးရွာနေဆိုစီနဲ့နော်မိုးရွာတော့လဲပူတယ်မိုးရွာတော့လဲကောင်းပါဆိုစီရောဖြစ်လာညရရွာနေရဗီထနာမနက်တော့တိတ်သွားတော့ချင်တာအခုတောက်လျှောက်ကြီးရွာနေရဆိုတော့တေးစင်းတော့ဒီနေ့ကတော့မိုးရီထဲမှာစီးရပါတော့မယ်ဖိလေးတစ်မျိုးပေါ့လိုက်ခဲ့ဦးလားနေရာဒေသတစ်ခုရောက်ရင်သူ့ရဲ့ဆိုင်ရာပိုင်ရာပုံကိုယ်တွေကိုလည်းအန်နီယကင်းပေးရှင်းအောင်မြစ်တာပို့ဆူတောင်းအမျှဝေခြင်းအားလည်းပပရဲ့ပြုလုပ်နေကြအလေးချင်းတစ်ခုပါမေလာတုန်းကသွားခဲ့တဲ့ဖအံရဲ့အကျော်ကြားဆုံးနဲ့အန်အောဖို့အကောင်းဆုံးစရံကူကြီးကိုတူတူလဲပတ်ကြည့်အောင်9လပိုင်းကနွေအကုံမိုးအကူရာသီဥတုဖြစ်တဲ့အတွက်ဂူထဲကိုရောက်သွားတဲ့အချိန်မှာဘလို့ခန်းစားချက်မျိုးပေးလဲဆိုတာကိုတူတူလိုက်ကြည့်အောင်နော်စရံကူကြီးရဲ့ဂူဝါကနေစဝင်လိုက်တာနဲ့တဘာဝတရားကြီးဖန်ဆင်းပေးထားတဲ့ထုံးကြောက်နရံတွေပြီးတော့ထူးခြားဆန်းပြတဲ့ကြောက်ဆက်ပန်းဆွဲတွေနဲ့ကြောက်ဆက်မိုးမျော်တွေကိုတွေ့ရမှာဖြစ်ပါတယ်ဂူထဲမှာဖျားဆင်းတို့တော်တွေဇီဒီပထိုးတွေကိုဖူးမြော်ရပြီးတော့အေးချမ်းတဲ့ခန်းစားချက်ကိုလည်းပေးစွမ်းပါတယ်နောက်တစ်ခုကတော့မြန်မာနိုင်ငံရဲ့အထင်ကရဇီဒီပထိုးတော်တွေရဲ့ပုံတော်တွေကိုကြောက်သားနေရနေမှာကပ်ပြီးတော့ခဲရခဲစေးပူစော်ထားတာကလည်းအရန်ကိုလက်ရမြောက်ပြီးတော့ကြည်ညိုဝယ်ကောင်းလာပါတယ်ကလေးနေဆိုတော့ရအားလေးလားဒီနေ့ဘလို့ရမှာလားအချီမချီနိုင်ဘူးဒီတည်းမချီနိုင်ဘူးဒီတည်းဖားနာမှာဒီတည်းမချီနိုင်ဘူးတောင်းအဲ့နဲ့မမဝယ်ရမှာနော်ဘလို့မင်းလာအောင်ပုံစံနဲ့မနာလည်းပုံစံကမရဘူးပုံစံကအဲ့လူတော့မှစာရေးထားအိုင်းစလိုက်တယ်လားမင်းမလာပုံစံအဲ့လိုအေးမင်းပုံစံပါတယ်လို့ကြီးဘယ်လဲလားပြည့်နေရအောင်အမေရောလည်းပို့ပါမတော်ရဲ့အေးပြဝေချုံမနော်ပြမတိုင်ကမိုးတော်သေးတယ်မီးပြန်လာလို့ဒါကတော့ဘဘီရဲ့ပထမဆုံးစရံကိုအတွေ့အကြုံပဲဖြစ်ပါတယ်စရံကူကတစ်ဖက်ပိတ်ကူမဟုတ်ဘဲနဲ့ဂူရဲ့တစ်ဖက်အထွက်ကိုရောက်ဖို့အတွက်ကိုအနည်းဆုံးမိနစ်20ခန့်လမ်းလျှောက်ရတယ်ဆိုတော့တကယ့်ကိုစွန့်စားခန်းတစ်ခုလိုပါပဲအားလုံးကဒီကိုပထမဆုံးရောက်ဖူးတာဖြစ်တဲ့အတွက်ဘဘီတို့ကမတိဘဲနဲ့ကလေးတွေကိုခေါ်လာမိတာအတိကအမှားဖြစ်ပါတယ်တော်သေးရဲ့ဘဘီတူတွေတူမတွေကလှိုင်ကူထဲမှာကြောက်မနေတာကံကောင်းမှုတစ်ခုပါပဲရရရရအေးဟုတ်တယ်ကျမတို့ရဲ့ adventure ခရီးစဉ်မှာဘာလို့ဆိုတော့ကျမကလည်းလှုပ်တော့ပါဒီတရားပေါ်မှာလင်းတို့ချီတွေရေတွေနဲ့ဆိုတော့တရားကတော်တော်ချော်တယ်ပေါ့နော်အဲ့အတွက်ချော်လဲမအောင်ကြောက်လို့လက်ကင်ကိုကင်ခဲ့ပေမဲ့တကယ်တမ်းပြောရင်တော့လုံးဝမကင်ချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့လင်းတို့တွေကလူတွေကိုဒုက္ခပေးနိုင်တယ်မို့ယောဂပိုးနဲ့ဗိုင်းရပ်စ်ပိုးတွေကိုတည်ဆောင်လာတတ်တယ်လင်းတို့ချီတွေထဲမှာမှုပိုးတစ်မျိုးရှင်သန်ပေါက်ဖွားလေးရှိပါတယ်လင်းတို့ချီတွေ6တွေ့ထားတဲ့အခါမှာအဲ့ဒီမှုပိုးတွေကလေထုတွေကနေတဆင့်ပို့လို့လွင့်ပြန်သွားပြီးတော့အသက်ရှူရာကနေတဆင့်အဆုတ်ထဲကိုဝင်ပြီးရောဂါတွေဖြစ်စေနိုင်ပါတယ်
တခါတလေလင်းတို့လေးတွေကဂူထဲမှာပြုတ်ကျနေရမျိုးရှိရပေါ့နော်အဲ့ဒါကိုချစ်လို့ဆိုပြီးတော့သွားမကင်မိဖို့တတိထားပါမယ်ဘာလို့လဲဆိုတော့လင်းတို့လေးတွေကုတ်ခံရတာမျိုးချစ်ခံရတာမျိုးဆိုရင်သူတို့တွေရဲ့ဇတွေးရနေတစင်သူရဲ့ဒဏ်ရာဒါမှမဟုတ်မျက်စိပေါ့နော်ပါးစပ်ထဲတွေကိုဝင်သွားတယ်ဆိုရင်ခွေးပြန်ယောဂါဖို့ကိုကူးစက်နိုင်တဲ့အတွက်အသက်အန္တရာယ်ဆိုရင်ရပါတယ်လင်းတို့တွေအကြောင်းပြောလို့အရင်ကြောက်ကြရတော့မလို့ပါဘူးကိုကဒီလိုကူတွေထဲသွားမယ်ဆိုရင်အန္တရာယ်ကင်းပေးရှင်းအောင်ကိုစိတ်ဖြစ်အောင်သွားဖို့ကိုတိုက်တွန်းချင်တာပဲဖြစ်ပါတယ်အဲ့ဒီတော့အသက်ရှူကျက်တတ်တဲ့သူတွေအဆုတ်ယောဂရှိတဲ့သူတွေဆိုရင်တော့ဒီကူထဲကိုသွားမယ်ဆိုရင်တော့ mask တက်ရမယ်ပေါ့နော်တတိထားဆင်ခြင်ရမယ်ပေါ့ဘဘီတို့ကတော့ကြိုမတိလိုက်တော့mask လည်းမတက်မိဘူးပေါ့ကလေးတွေကိုလည်းခေါ်သွားမိပါတယ်အမှန်ဆိုရင်တော့ကလေးတွေကိုလည်းခေါ်သွားဖို့မသင့်တော်သလိုဘဘီတို့လူကြီးတွေလည်း mask တက်တာကတော့အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်อืมဟုတ်တယ်ဟုတ်ပါချော်ရနော်မိမကြီးချော်မှာဆိုတော့အောက်ကိုကြည့်那都没ဆိုင်တော့အဲ့ကြားလေးထဲမှာနေရဩဒီကြားလေးတွေဆိုင်တော့ဆိုလို့ပြအဲ့ကြားလေးမှာသမီးနေရတာမောင်ရေဒီမှာခဏထားပြတရားလို့လေတပုတ်ရိုက်ပေးမယ်ခဏထိုင်အေးတရားလို့လေတပုတ်ရိုက်ပေးပြီမလေးတနခါကြောက်ပြင်းနဲ့အမေတနခါကြောက်ပြင်းလို့ပြောတာပါနာမည်အပေါက်ပေါက်တယ်လဲဆိုသွေးလိမ့်ဖို့တော့တနခါကြောက်ပြင်းလို့ပြောတာအပေါက်ပေါက်တယ်နဲ့သွေးလိမ့်ဖို့တော့မဖြစ်နိုင်ဟဲ့လက်တရားဟိုကိုင်းမလားဟာညချစ်ချစ်ကိုင်းနေမကိုင်းအောင်နော်ဘာကျော်ရောဘာလာအဲ့ဟုတ်တယ်နေဘူးอ่ะဒီလိုလေးရရမှာတက်တယ်မအဲ့လိုလေးရရ 1 2 3ရပြီမိမလားအဲ့ဒီပုံရင်ဒီချိုးလိုက်အောင်ရောတာဘူးရတောင်းမြင်ဖို့တိုက်တာကွာမစားတော့ဘူးဇိုးရွတ်ပြန်ကလေးတွေဘာဇိုးရွတ်ပြန်မစားတော့ဘူးနေတော့နားတယ်ခေါင်းနေခေါင်းနေလိုက်ပါ This is elephant water on that stone. This is Mahasadan elephant cave. Huh?
စီရအောင်တော့မဟုတ်ဘူးโอเคငါစား ငါဆိုရင်ဒီမှာငါမစိုးသေးဘူးနော်ငါဒီမှာငါတို့လည်းရတယ်လိုက်တာတော့ကလေးလုံးမလားငါတစ်ထောင်လိုက်တစ်ကောင်တစ်တောင်းတစ်ထောင်လေးတစ်ကောင်တစ်တောင်းသေးလေးတစ်ကောင်9000လုံးလားတော့တော့တစ်တောင်းလေးရှိတယ်အော်တစ်ခု9000ပေါ့အဲ့လိုလားတစ်ခုမျိုးတစ်စုံတစ်တောင်းဖို့အော်တစ်စုံတစ်တောင်းဖို့ဟုတ်အသေးကလိုက်သေးလေးတစ်ကောင်9000အော်အေးငါးနဲ့လိုင်းနဲ့လုံးမလားငါးနဲ့လိုင်းနဲ့တစ်တောင်းပဲအော်အေးဟုတ်လေတယောက်ကို9000မို့စီအားပေးလိုက်မယ် တော်တော်ကြီးလည်းတော့ကြီးနေတယ် ဒီပုံမှန်ဒီလိုက်တော့မှကြီးမှာ လိတ်လေးတွေကထွက်ချင်နေပြီခဏလေးနော်မမလွတ်ပေးမယ်ဘာလို့မှလက်ပြ 这是有人了把这些的。 ဒီမှာဘီတို့စတိုင်ကိုအစုံးမှာပေါ့နော်နှေသိရောက်ပါပြီဒီကနေပြီးတော့ဟိုဘက်ကိုပြန်မှာပေါ့နော်တေပေါ်ကြမှာဒီလိတ်လေးတွေတွတ်ပါမယ်အခုလိုပြန်ပြီးတော့ကုန်းပေါ်ပြန်တက်သွားမှာဆိုလို့ဒါကကုန်းလိတ်လားရှည်လိတ်လားမသိကုန်းလိတ်ဆိုတော့ကုန်းပေါ်ပြန်တက်မှာကျင်းသေးအေးပြောတာပြောဟာဒါတီတီဟာလေဒါလို့ကျင်လာလားရော့လွတ်ရသွားတော့ပြန်ပြီးအဖမ်းမခံရတယ်နဲ့ လိတ်ထီလာ ဒီလာလိမ့်မှာ လိတ်ထီလာ ဘလို့ကြည့်ရလဲ ဘယ်ဘယ်လောမသွားပြီ 爸爸那不了的。 တော့လွတ်ပေးမယ်လေဒါမကင်ဘူးလား ကန်လိုက်အောင်တားလိုက်ကန်လိုက်အောင်ဆူတောင်းလိုက်အောင်လိတ်ကလေးဆူတောင်းလိုက်အောင် လိတ်ကလေးအထဲထဲဝင်နေကန်လိုက် ကန်လို့ရပြီကန်လိုက် တိုင်းလိုက် ကန်လေတတိရှိရလေအေး ကခေါင်းထဲမှာတော့ဘာလုပ်လို့မရဘူး ကြောက်လို့ တော့နေသွားလို့ရသွားနိုင်ပြီ သွားကြပါ you can go everywhere ဥက 5မိနစ်လောက်ပဲခဏလေးပဲ 这口不要。 တကောင်ရုပ်အဖိုးကြီးခဏတော့ညီမလေးတို့ဓာတ်ပုံရအောင်မယ်နော် 爸，别。 ချက်ထိတ်သွားလို့ရလား 我那口别别到里。 ရတယ်လေအထိုက်မှာထိုင်လို့ရတယ် ထိတ်မှထိုင်မယ်ဓာတ်ပုံရအောင်မယ်နော် ဟုတ် ဖြည်းဖြည်းဟေး ဘုံကလေးပြုတ်ကြပါဦးမနော် ကွယ်နေမိမဒေကွာ ဟိုအရင်ဟိုကူတော့အဲ့လောက်ကြီးမနေဘူး ဟောဒီလေလခိုင်းဘာလဲပြိုင်ဟုတ် တော်ဒီအစားအောင် 弟弟妹妹。他那个不要啦，你都给我不要啦，你都不要啦。 ဒီကူပြောတယ်ညီတဲ့ညီတဲ့ကိုဝင်ကြတော့အဲ့လိုလေးခေါင်းလေးငုံလို့ရအခုကရေသိမ့်မရှိတော့ခေါင်းကိုဝင်ကြဘူး 你都。 ။အော်နည်းနည်းဒီနာနည်းနည်းအနက်တက်တာ။ဝင်ချင်းတော်တော်နည်းနည်း။ဒီနာပြန်လာပြန်ပြီ။ 哎，别。 အိုဘာနည်းနည်းတော့မပြပါလား။ လာမီ။ 我在。 ဒီမှာရမလား။ဆေးရရလားလွတ်လား 那边这个。 ။လွတ်လား။အခုမင်းမြန်လွတ်လားတော့ခံလိုက် အကျဉ်း ။လွတ်လားလို့တိုင်း လူတယ်လေဘာမီးလေကျတဲ့ဘာမီးလေ 我们这儿来说了。 မိုးမရလို့မိုးရာရောပူတော်တော့ဖောက်ရအောင် ။အေးတန်ကောင်းပါ 奶奶让不得。 ။တော်တော်ညစ်ပတ်တယ်လေ။ရေတွေကညစ်ပတ်လာပြီ။ဟိုနေ့ကလေပဲ 妹 ရှိ 妹。 ။သိလားတီပြပြမယ်။ဟိုနေ့ကသွားတဲ့ခူပါကြတော့ရေကမညစ်ပတ်ဘူး။သိလား။ဒီမှာကြရေကညစ်ပတ်နေတယ်သိလား။အဲ့အကောင်ကြီးတို့ကညီတွေ့လား။ကြီးတုံးတွေလားမသိဘူး။မျောနေမင်းအဲ့တော့တိုင်တော့အနာတွေဖြစ်မှာပေါ့။
မေပြောတာကိုနားထောင်လေးသားရဲ့ ကဲလျှက်ရောက်ပါပြီတဲ့ဘဘီတို့က9လပိုင်းသွားတာမို့လို့ရေမရှိသေးလို့လေခွင်းထဲကနေဆင်းပြီးတော့ပြန်ရပါမယ် โอ้ဇရက်အထိ တိုးရှိသုံးချခဲ့လေဘာလဲဒီထဲမှာကိုကဒီချိန်ကြမှာလဲစကတ်ကောင်ကအရှည်ဝစ်ထားတယ်ရင်ကောင်းထိတက်ပြီးတော့လိတ်ထားတဲ့အခြေအနေကဒီမှာဒီကရင်အင်ကြီးကိုလည်းအရှည်ဝစ်ထားမိတယ်အဲ့ဒါမှဒီလေထဲမှာရှောင်နေရတယ်အဲ့တော့ကျိုးရှိနေတဘာဝအလှလေးနဲ့တစ်တော်လေးနှစ်ပုတ်လောက်ရိုက်လိုက်ပါတယ်ရှင်ဟဲ့ဘာလဲဟဲ့ဘာလဲတို့လေတွေကနေလာရတယ်ပေါ့နော်ရေလှရဒီထိမရောက်ဘူးအခုမပြန်နိုင်တော့လို့ဘေးရွဲစီရပါမယ်9000ပါဘလို့နေလဲဘလို့ခံစားရလဲစားတယ်ကူလာအောင်ပါလား ရေများရင်တော့မပြောနဲ့ဘူး အေးဘူးကတော့တော်တော် ဘာဖြစ်လို့ဒီလိုမပြောရလဲလေခွေးနဲ့ဖျက်ချောက်လာ ရှင်တို့ဖန်အန်တိုင်းမပြောကြဘူးအဲ့လိုမျိုးသွားရတာကြတော့ မစားလိုက်တဲ့ရောက် စီလာပိုင်းကိုလာပိုင်းလောက်ဆိုတော့လေကဒီနေရာမြလေကတားလိုက် အဲ့ တာ နားတွေရောက် ကားကားကြီးရ ကားဂိတ်ထိရောက်တယ်အော် စီလာပိုင်းစီလာပိုင်းကျ ဒီဟာရောလွှမ်းတော့ ဟုတ် ဒီချောင်းရုပ်တိထောက်သွားမှာပေါ့ ဟုတ် အခုကြတာ3လမ်းပေါ့ ဘာကြလေဩ ဒီကောလားအင်းကြီးမိုးကဒီကောအောင်ပါလေ တကယ်တရားကြီးလား အဲ့ဒါကြာတယ် ကိုကြီး ကိုကြီးညံ့ဟုတ်ထုတ်ညံ့အုတ်ထုတ်လာတိတိတဲထက်လာ အခုကျေကိုရေအခုကျေကိုရေ ညံ့ကြည့်ရင်ပြန်ကြည့်ရမယ်နော်တာတီတီတို့ဒီလိုမျိုးသွားခဲ့တယ်ဆိုတာကြည့်ရင်ပြန်ကြည့်ရမယ်ဘလော့ထဲမှာပါမယ် တော့လည်းလုံးဝကြီးကိုမကြတော့ဂူထဲရောက်ဖြစ် လက်မှာလင်းလို့ချီနေတယ် အေးဟုတ်တယ်ဒီလက်မစေးရတယ် လမ်းမတက်နိုင်ဘူးသူ့ပဲလက်တွေပါတုတ်ပြီးတယ် ဟုတ်ကဲ့ကျေကို အဲ့နဲ့ဆေးပေးထားတယ်ဟာဟာ အကောအကြောင်းဘယ်မှမကင်ဘူး ဒီညောင်ရေးလက်နဲ့လက်ဆေးပေးထားတယ်ဘာဖြစ်ပေါ်ဆိုင်ငယ်ရှိမှာပေါ့မဟုတ်လို့ရှိရင်လည်း လမ်းတော့လျှောက်ပါ အေးရှောက်ပါပါ အတိကဘယ်နဲ့ဖောက်လို့ခဲ့ရလဲ ညာဒီကားရဆိုချပါ ထောက်လိုက်မသိဘူးလေလေးစီးပြရနဲ့ကမ်းပေါ်ရောက်မှထင်တာပေါ့ဒီဘွဲတော့လေစီးပြရနဲ့ကမ်းပေါ်တက်ရောက်မှထင်တဲ့ဖွဲ့ပါ ဟိုနောင် ကို ဆယ်နာမောင်နဲ့စင်နာလေးလိုက်ပြီနော် ရရ ကျေးဇူးပါမောင်လေး အေးပါလို့ပါ သဘောကောင်းတဲ့မောင်လေးပါ နောက်ဆိုရင်ဘုတ်ဘုတ်သိချင်းစောက်တော့လိုက်ပါ ဆက်တက်လိုက်ပါ ရောက်ပြီ အပီ ရောက်ပါပြီရောက်ပါပြီဒီစင်ကြီးကနေထွက်ခွာခဲ့တာရောက်ပါပြီ ကျေးဇူးပါ ကျေးဇူးတင်ပါတယ် ပြောလား